ကျွန်တော်တို့ရှမ်းနေလူမျိုးတွေမတိုးတက်ရတဲ့အကြောင်းရင်းငါးခုအကြောင်းကျွန်တော်ပြောတော့မယ်။နံပါတ်1အနေနဲ့ကတော့ကျွန်တော်တို့ပင်ရင်းနဲ့ဆိုင်နေပြ။ဒါကကျွန်တော်တို့တိုင်းရင်းသားမှမဟုတ်ဘူး။ကျွန်တော်တိုင်းရင်းသားနဲ့အားလုံးမှာလည်းအတိကအရှိခံကြိုက်အောင်မြတ်ကဒါပင်ရင်းပဲ။ပင်ရင်းလို့ပြောလိုက်တာနဲ့ခင်ဗျားတို့တမ်းမြင်မှာတခုရှိတယ်။အဲ့ဒါဘာလဲဆိုတော့အတမ်းမြင်အောင်လို့ခင်ဗျားတို့လမ်းမြင်ကြလား။ဒါပေမဲ့ကျွန်တော်ပြောချင်တဲ့ပင်ရင်းဆိုတာကအတမ်းမြင်ရတခုတည်းမဟုတ်ဘူး။ဒီအတမ်းမြင်ရပြင်ကျွန်တော်တို့ပင်ရဆိုတာဗျာအမအကောင်ဆိုအကြောင်းအကျိုးဝေဟန်ပိုင်းရှားသိနိုင်တဲ့အသိဉာဏ်ကလေးစဉ်းစားတတ်တဲ့အုံနောက်ရှိတဲ့ဉာဏ်ပြောတာဒီအတမ်းမြင်နဲ့ကျွန်တော်တို့ဒီဉာဏ်ပညာဆိုတဲ့အရာနဲ့ပါလာလို့ရှိရင်ကျွန်တော်တို့အများကြီးအထောက်အကူဖြစ်တယ်။ဒါပေမဲ့ကျွန်တော်ပြောရသလိုပဲကျွန်တော်တို့ရဲ့လူမျိုးတွေဟာဆိုရင်မြန်မာနိုင်ငံရဲ့မြောက်ဖျားပိုင်းဒီအများစုမှာနေထိုင်ကြတော့တောတောင်တွေမှာများပြီကျွန်တော်ရှမ်းနေလူမျိုးတွေကဘာလို့ဆိုတော့နေမြေဒေသတစ်ခုအတွက်ကြောင့်မို့ကျွန်တော်တို့အခက်အခဲဖြစ်ခဲ့ကြတယ်။အဲ့ဒါကြောင့်ကျွန်တော်တို့မှာတောတောင်တွေမှာနေခဲ့ရတာများတယ်။တောတောင်တွေရောက်နေကြများတယ်။အဲ့ဒါကြောင့်ကျွန်တော်တို့မှာဘာရေးလို့အချက်ရှိလဲတပင်ရရေးလို့အချက်ရှိတယ်။နောက်ပြီးလို့ရှိရင်ကျွန်တော်တို့စာအုပ်အရင်းမြစ်တွေလိုတယ်။အဲပုဟုတ္တရှာမီကိုကျွန်တော်တို့အခက်အခဲတွေဖြစ်တယ်။ပြီးလို့ရှိရင် online resource တွေပြန်ရဖို့ဆိုတာအရန်ကိုခဲရင်တယ်။ကျွန်တော်တို့ဘက် data ဆိုရင်ဒီ phone line တွေရဖို့တော့မနှဲဖြစ်နေ။အဲ့တော့ပြန်มาတယ်ပုဟုတ္တနိုင်ငံတကာမပြောပါနဲ့ကျွန်တော်တခြားတော်လူမျိုးစုတွေနဲ့ကျွန်တော်ရှင်းဖို့ရတယ်ကျွန်တော်တို့မှာအများကြီးလိုနေတယ်ကျွန်တော်တို့ပြန်ရင်းနဲ့ပတ်သက်ပြီးတော့တော်တော်များများလိုနေတယ်။တမရှိတဲ့လူငယ်တွေဘာမှမသိကြဘူး။တချို့တော်တော်များများပါစဘာမှမသိကြ။အဲဒါကျွန်တော်တို့လူမျိုးတွေဟာဘာလို့ဖို့လို့လဲဆိုတော့ကျွန်တော်ပြန်ရရေးပတ်ပံကိုအားပေးဖို့လိုတယ်။ကျွန်တော်စူးစမ်းနေတဲ့လူငယ်တွေပြန်ရေးကိုလိုက်နေတဲ့လူတွေအားပေးနေဖို့လိုတယ်။တို့အတွက်ဒီနောက်ကနေ sporting ပေးနိုင်တဲ့လူတွေအများကြီးလိုတယ်။ဘာလို့ဆိုတော့သူတို့မှတကယ်စူးစမ်းချင်တော့မှသူတို့မှစူးစမ်းဖို့အခွင့်အလမ်းမရှိရတော့အများကြီးရှိတယ်။အများကြီးနဲ့တော့ဘာလို့ဆိုတော့တကယ်လို့ခင်ဗျားလူမျိုးရေးကိုတကယ်လှုပ်ချင်တဲ့သူတယောက်လူမျိုးရေးထောက်ပံ့ပေးချင်တဲ့သူတယောက်လူမျိုးကောင်းစားရေးတဲ့လှုပ်ပေးချင်တဲ့သူတယောက်ဖြစ်ဖို့ရင်အတွက်ဆိုရင်လူငယ်တွေခင်ဗျားမိတာလည်းမဖြစ်ဘူးလူငယ်တွေမိတာမဖြစ်ဘူးနောက်ပြီးတော့လူငယ်တွေရဲ့တက်လန့်ဖြစ်တဲ့ပညာရေးကိုလည်းခင်ဗျားတို့မိတာလည်းမဖြစ်ဘူးအဲ့တော့ကြောင့်မို့ဒါတကယ်လို့ရခင်ဗျားတို့ပညာရေးကအားမပေးခဲ့ဘူးဒီလူငယ်တွေပညာရေးအားမပေးခဲ့ဘူးဆိုရင်ခင်ဗျားလူမျိုးလုံးနေတာအလားကောင်းပဲခင်ဗျားတို့အသက်ဘလောက်အကြိုင်းနေနေမှာဒါလက်ဆင့်ကမ်းသွားမှာဒါကြောင့်ကျွန်တော်ပြောချင်တာဗျာနည်းနည်းတော့စကားတွေအများကြီးတော့အမားတွေလည်းပါကောင်းပါနိုင်တယ်ဒါပေမဲ့ကျွန်တော်ပြောချင်တာလိုအပ်ချက်တွေကျွန်တော်အထင်ပေါ့ကျွန်တော်ရဲ့ကိုယ်ပိုင်စမချက်နဲ့မူတည်ပြီးတော့ကျွန်တော်ရဲ့ကျင့်မြင်ရေးစချက်တွေကျွန်တော်ပြောပြတာပါဒီပညာရေးမပါဘဲနဲ့ကျွန်တော်တို့လူမျိုးရေးတက်တက်ကိုဆိုတာတော်တော်လေးခင်းရမ်းပါတယ်ပြင်းရင်မရှိဘဲနဲ့ကျွန်တော်လူမျိုးရေးတက်တက်ဖို့ဆိုတာမဖြစ်နိုင်ပါဘူးဒါကျွန်တော်ချိန်နေပါပြောချင်တယ်နောက်တစ်ခုကပညာရေးနဲ့အခြေခံဖြစ်သွားမယ်ကျွန်တော်တို့စီးပွားရေး